4ရက်နိုင်ငံရေးဥတီချက်4ရက်နိုင်ငံတော်တည်ငြိမ်ရေးရက်ရွာအေဂျင့်တာယာရေးနှင့်တရားဥပဒေစိုးမိုးရေးမိန်ပေးညွှန်ကြားချက်အရကျွန်တော်ဟာရက်ကွက်4နဲ့ရက်ကွက်2စတင်ပြီးရှိုးဖို့ဒီမှာဆောင်ရွက်ခဲ့ပါရက်ကွက်4အမှတ်4ရက်ကွက်ဒီနေရာနေစတင်ပြီးတော့မှကျွန်တော်သင်တန်းပေးရတဲ့ကလားတွေနဲ့ဒီကျုပ်ဖြတ်ပြီးခြင်းတွေကိုစတင်ဆောင်ရွက်ခဲ့ပါကျွန်တော်တို့မိကျုပ်ဖြတ်ပြီးနေတဲ့အချိန်မှာပဲဒီလိုလောင်နိုင်တဲ့တိုက်တာအင်အားကြီးတွေကိုတော့လက်စီလောင်ပြီးရှိုးတာတွေဝတ်ပုံပြီးရှိုးတာတွေဆောင်ရွက်ခဲ့ပါအလားတူကျွန်တော်တို့မိကျုပ်ဖြတ်ပြီးနေချိန်မှာပဲမျိုးရင်းမှာလုံခြုံရေးတာဝန်ကျနေတဲ့ခမ352ခမ203နဲ့အခြေချပြူလက်အောက်ခံစားပါဘိုးကြီးခန့်လင်းစောဦးစီးအဖွဲ့တွေဟာသင်တန်းပေးထားတဲ့ကလားတွေကိုဦးစီးပြီးတော့မှသက်ဆိုင်ရာအသီးသီးရက်ကွက်အသီးသီးတွေမှာမိချို့ဖြတ်စည်းခြင်းတွေကိုဆောင်ရွက်နေကြပါအဲ့လိုမိချို့ဖြတ်စည်းဆောင်ရွက်ခဲ့ခြေနေကြောင့်ဦးစီးတော်မြို့ပေါ်မှာရှိတဲ့ရခိုင်လူမျိုးနဲ့ဟိန္ဒူလူမျိုးနေ2500နီးပါးကြီးလောင်ပျက်စီးခဲ့ပါပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူးတီတောင်မြို့ပေါ်မှာရှိတဲ့ရခိုင်လူမျိုးကနေအားလုံးနီးပါးမိချို့ဖြတ်စည်းခံခဲ့ရတာဖြစ်ပါဘာကြောင့်ဒီလိုမိချို့ဖြတ်စည်းခဲ့ရလဲဆိုလို့ရှိရင်အခုလက်ရှိကြုံတွေ့နေတဲ့အာရကတက်တော်ရဲ့ဖိုးစစ်အဟုန်နဲ့စီရအခြေအနေတွေကိုကြောင်းလဲသွားစေဖို့အတွက်ရခိုင်လူမျိုးနဲ့ကလားတွေကိုပဋိပက္ခအဖြစ်လူမျိုးရေးပဋိပက္ခအဖြစ်ပေါ်ဆောင်စေဖို့ရည်ရွယ်ချက်နဲ့ရခိုင်လူမျိုးများနေအိမ်တွေကိုမိချို့ဖြတ်စည်းခဲ့တာပဲဖြစ်ပါနိုင်ငံရေးဥတီချက်4ရက်ဆိုဘလို့တိုးတက်မလဲနော်ပြည်နယ်ဆိုဘလို့တိုးတက်မလဲအဲ့ဒါလည်းဘာမှမပူနဲ့လက်ခုပ်ကတီးလိုက်ရစ်ဆုံးလို့တော့ကျွန်တော်ကလုံခဲ့တဲ့ညပေါင်း20လောက်ကတစ်ခေါက်လုပ်မယ်ဆိုတော့ကျွန်တော်တို့စံသားပြခဲ့တာလေဒီခေါက်စုလို့တော့ပါအရာနောင်တရတယ်ကိုကဘာမမနောက်ဆိုနံပါတ်1ဖြစ်မလားတော့မသိဘူးဒီခင်ဗျားတို့အားလုံးကိုစားလေကချင်ပြည်နယ်ကိုစားရှင်းကျင်းဖြစ်တဲ့လက်ဆက်လုပ်ဆက်ရတာအလာလက်ကလေဒီအကြီးမတွေထက်ပုံနုရအရာဟိုအားသိဖို့တော့ဒုက္ခရောက်တဲ့နိုင်ငံဆိုဘယ်လိုလုပ်တိုးတက်မလဲနော်ပြည်နယ်ဆိုဘယ်လိုတိုးတက်မလဲအဲ့ဒါလည်းဘာမှမပူနဲ့လက်ခုပ်ကတီးလိုက်ရစ်ဆုံးလို့တော့ကျွန်တော်ကလုံခဲ့တဲ့ညပေါင်း20လောက်ကတစ်ခေါက်လုပ်မယ်ဆိုတော့ကျွန်တော်တို့စံသားပြခဲ့တာလေဒီခေါက်စုလို့တော့ပါအရာနောင်တရတယ်ကျောင်းရန်ကုန်မှာပါပြမယ်ပန်းခင်းလန်းတော့မဟုတ်ဘူးအမိုက်ခင်းလာတဲ့လမ်းကျောင်းရန်ကုန်မှာပါပြဒီကိုထိခိုက်လာတယ်ပြောရတော့ကြက်ခိုင်ပါတီရတဲ့ NLD မပါဘဲနဲ့ဘက်ကပဲဝင်လို့ရှိရင်နဲ့နိုင်သွားရင်တော့မှကြက်ခိုင်ပါတီရဲ့အရေးချင်းက0တဲ့လက်ကလေးတော့ပြတယ်0ပဲကြက်ခိုင်ပါတီအရေးချင်းကျွန်တော်လည်းပြောရင်ပါတယ်အဲ့လိုပြောရည်စရာဆိုဘောင်ကျော်မျိုးမင်းရဲ့ခေါင်းထဲမှာ NLD ပဲရှိတယ်သူက NLD ပဲရှိတယ်တခါရေးပါတီအရေးချင်း0တဲ့ NLD မပါဘဲနဲ့ကျွန်တော်ပဲနိုင်ရင်ကျွန်တော်ပြောလိုက်မယ်ခင်ဗျာ NLD ပါတီဆိုတာဘယ်သူခေါင်းဆောင်လဲဒေါ်စုကြည်မပါတဲ့ NLD ဆိုတာလေအရေးချင်းက0ဒေါ်စုကြည်မပါတဲ့ NLD ဟာအရေးချင်း0အဲကြော်ပြပြီးဟုတ်လားကဲဒေါ်စုကြည်ဆိုတာလေဘာရေးချင်းရှိလို့လဲဒေါ်စုကြည်ဆိုတာကလေဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီးတော့ဒါမပြောရင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတို့လားဗိုလ်ချုပ်နာမည်ကိုမသုံးရင်ဗိုလ်ချုပ်ဓာတ်ပုံတွေမသုံးရင်ဗိုလ်ချုပ်ရုပ်ထုတွေမသုံးရင်ဒေါ်အောင်ဆန်းစုကြည်အကြီးချင်းရတယ်0ပဲအဲ့ဒါမင်းမှတ်တာကျော်မျိုးမင်းမှတ်တာမင်းအခြေကြီးပါတယ်ဆို NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြီးချင်းက0ပဲကဲဒီချင်းရှိတဲ့ပြည်သူကိုစီးရုံးနိုင်တဲ့လူတွေကဟုတ်လားဒီနိုင်ငံတော်ကြီးမှာအကြမ်းမဖက်လမ်းစဉ်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်တဲ့လမ်းစဉ်ထုံးကားလာအောင်ဒေါ်အောင်ဆန်းစုကြည်ပဲလုပ်ပေးနိုင်တာအဲ့ဒီလိုအရေးချင်းမျိုးကဒေါ်အောင်ဆန်းစုကြည်မှာပဲရှိတယ်ဘူးလက်ကြီးရဲ့ခင်ဗျားတို့မှမရှိဘူးကျွန်တော်မှလည်းမရှိဘူးအဲ့လိုအရေးချင်းရှိတဲ့လူကိုခင်ဗျား0ပဲအရေးချင်းမရှိဘူး0ခင်ဗျားစကားပါစကားလဲခင်ဗျားဖြေရှင်းကျွန်တော်နေပြီးတော့လာခဲ့ရမလားဟမ်နေပြီးလာပြီးဟိုအောင်မင်းကိုရှင်းလို့ခင်ဗျားလာဖြေရှင်းရမလားပြောကျွန်တော်လမ်းစဉ်ပေးလိုက်ပြောလိုက်ကျွန်တော်လာခဲ့မယ်နေပြီးတော့ဘူးလက်ကြီး
များစကားကြည့်ပြောလက်စကားကြည့်ပြောဘူးလေကြီးကျွန်တော်နေပြီးတော့လာခဲ့ရမှာခဏဖြည့်ရှင်းနေတယ်ခဏအဲ့လိုပြောခဏစကားခဏပြန်ရုပ်သိမ်းလိုက်ဒေါ်ဆန်းစုကြည်မှာအရေးချင်းမရှိဘူး0ပဲဆိုတာဒါလောက်တော့ပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားကြီးအမျိုးသမီးကြီးတယောက်ကိုဗျာခင်ဗျာကဘာပေါ်မှာတော့သူ့လိုပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားဆိုတာရှားတယ်မြန်မာပြည်မှာဆိုရှိအောင်မရှိဘူးသူတယောက်ပဲရှိတယ်အခုလောလောဆယ်မှာသူတယောက်ပဲရှိတယ်ဟုတ်တယ်မြန်မာပြည်မှာအခုလောလောဆယ်ပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားဆိုတာဒေါ်ဆန်းကြီးတယောက်ပဲရှိတယ်ခင်ဗျာမှတ်တာလူဦးရေတန်း50ကျော်မှာဒေါ်ဆန်းကြီးတယောက်ပဲရှိတယ်အဲ့ဒီတယောက်ဒီလောက်ကောင်းတဲ့အရေးချင်းကိုခင်ဗျာအရေးချင်းမရှိဘူး0ပြောခင်ဗျာကျွန်တော်မမိုက်ရိုင်းနေတော့เนาะကျွန်တော်ဘူးလားထောင်ထဲမှာလည်းကျွန်တော်စဉ်းစားတယ်ငါဒီတစ်ခါပြန်ထွက်တော့ဆဲရဆိုတာမလုပ်တော့ဘူးကျွန်တော်ဆုံးဖြတ်တာလို့เนาะကျွန်တော်ကိုကျွန်တော်ဆုံးဖြတ်တာလေเนาะကျွန်တော်မဆဲတော့ဘူးเนาะခင်ဗျာဘူးလက်ကြီးကျော်စိုးဦးเนาะခင်ဗျားတို့2ယောက်လုံးเนาะနေပြီးတော့တက်လာရမလားအဲ့ဒါတက်လာ Toda la noneca, viejo. En toda la noneca. Javier está de suerte, huevón. ¿Quién se estaba riendo, Becerra? Becerra. ¿Quién se estaba riendo? La puta sacó, loco. Chamaro le, ay man ne la lane to ara don lu jeng junyari di me. Pau ba ti di de o labio kai ne labio chamaro shwe wo po samwe ba da su tru no. ပြတဲ့ခါကျတော့เนาะချွေးဖို့ပေါ့ဆန်းမွေးကိုယူလာပြီးတော့လက်ဝါးတဲ့ကိုပေါ့ဆန်းမွေးဆိုပြီးတော့ထည့်ပြရဲเนาะအဲ့နဲ့ကျမတို့ကမယုံတို့လူလိန်နေနဲ့တိုးမှကြောက်လို့ဆိုပြီးတော့ဆန်အိတ်ကိုဖြီကြည့်မယ်ဆိုတော့သူတို့ဟာနဲ့เนาะဆန်အိတ်ကိုအဲ့လိုမျိုးကော်တဲ့အတန်နဲ့ထိုးလိုက်တော့လဲအဲ့ကျတော့လဲပေါ့ဆန်းမွေးပဲအဲ့ကျတော့ကျမတို့ကပေါ့ဆန်းမွေးပါဆိုပြီးကျမတို့ကယူထားတာเนาะအခုကျမတို့ယူပြီးကျမတို့2အိတ်ပတ်စံ3သိန်းလက်ငင်းချေးလိုက်တာအဲ့မဲ့ပြီးလဲပြီးတော့အခုညနေကျတော့ချက်ကြည့်မယ်ဆိုပြီးစမ်းကြည့်လိုက်တော့ဒီမကြည့်လားပေါ့ဆန်းမွေးမှုတ်ဖက်နဲ့လုံးမဆန်ချမ်းเนาะလူတောင်မစားနိုင်တဲ့ဆန်ချမ်းကိုလာပြီးတော့လိန်သွားတာเนาะကိုအိမ်ကိုဒီလိုသူများတကာကိုရက်တကာလှည့်ပြီးသူများကိုဒုက္ခပေးပြီးလိန်စားဝါစားနေရလူတွေเนาะကားနဲ့ညာလာရောင်းတဲ့ပယ်တွေဆိုရင်နောက်ဆိုဘယ်တော့မှမဝယ်နဲ့เนาะဘူးသူရရအောင်ပြတာเนาะတက်တက်လုံးတက်တက်လိန်မခံခဲ့ဘူးကွာအိမ်ထိ Pues fácil, o calo. Acá me llega, ¿no? Pues fácil, o calo. Giấy để vô bà đó. Mà giấy này lâu rồi. Cô mà bao đeo quên hen cô, để cho cả nhớ bao lúc bao đã lên xí đã vợ, ta lông mà tiểu, ta đi quên hen cô, bà nè, đâu am, English thì chạy đã thôi, nó sẽ giao một câu mà lâu am cao đeo, chọn đa mi đuôi cô, chú đi tất nhiên cô chọn, số ya thì sai chạy chọn, anh đi chọn gạo cô không bị được, mi phô lại, anh đi mi đuôi ya đeo sao chết, ông gì nè về lấy, tập ba về. đi chôn đi quên những vật ai giá này nó giá số này nó ai lôm nhau nó hai mươi câu đi ăn nào câu tua qua đây câu bây giờ đấy anh đi chôn nào nhà cha đi chôn nào đâu nhà cha rồi mà chết ông gì lên đấy lên về tôi ya liền về cha đi quên những cái nhà lo ai lôm nhau giá này nó sao lại sao này nó thế chỉ đại mà con chơi rồi là được 어떻게든 걸어서 만보를 채우려는 분들 많을 겁니다. 저도 그 중에 한 명입니다. 그런데 무작정 걷기만 하는 건 오히려 독이 됩니다. 똑똑하게 걷는 법, 김세인 기자가 알려드립니다. 빨리 걷고 많이 걷는 사람들.
아니, 한 1시간 반에서 2시간. 한 10,000보 이상인데, 보통 한 12,000~13,000보죠. 그러나 무작정 많이 걷는 건 독이 될 수 있습니다. 여러 가지 근골격계 문제들이 동반이 될 수 있는, 오히려 통증이 유발될 수 있습니다. 우선 중심축인 허리를 똑바로 세워야 관절과 근육에 가는 부담을 줄일 수 있습니다. 양발은 바깥으로 5도 정도 벌려야 신체가 자연스럽게 정렬됩니다. 팔을 굽힌 채 노젓듯 뒤로 최소 30도 정도 당기며 걸으면 추진력을 더 받을 수 있고 운동량도 증가합니다. 직접 해봤습니다. 팔을 움직이지 않고 걸었을 때는 25칼로리가 소모됐습니다. 팔꿈치를 구부린 채 뒤로 밀면서도 걸어봤습니다. 같은 속도로 같은 거리를 걸었는데도 이번엔 30칼로리 소모됐습니다. 5칼로리 더 태운 겁니다. 꾸준한 스쿼트 운동을 통해 걸을 때 많이 쓰는 기립근, 허벅지와 엉덩이 근육을 강화하는 것도 도움이 됩니다. 채널A 뉴스 김세인입니다.